နေ့ကမက်ခရိုသွားမယ်တပတ်စာပစ္စည်းဝယ်မယ်နောက်ကြုံလို့ရှိရင်အဲ့ဒီရက်ွက်ထဲမှာဈေးရက်ကွက်ပုံတော့အဲ့ဒါအမြန်လန်းကြီးရက်ွက်ပြီနော်ရက်ွက်ဈေး Sunday night market ဟုတ်ပါဘူးအဲ့ဒါဘူတောင်းอ่ะဟာ Sunday market flea market အဲ့လိုရွာတွေကနေပြီးတော့အဲ့လိုဘူးလေးတွေယူအဲ့မှာလေးရွာတွေများတယ်ရှမ်းထိုင်းရှမ်းထိုင်းသူတို့ဆိုင်လေးတွေများတယ်မန်ချိုတို့အဲ့လေအခုနပြောတယ်မန်ချိုတို့ဟိုရပေါ်ရှမ်းပြိုမယ်ပြီးခေါ်ပေါ်ပြီးရှမ်းကျင်းအဲ့လိုအနီးတွေရောစိန်တနခါအဲ့ဒီပါရကြုံလို့ရှိရင်တရက်သားမယ်ဒါပေမဲ့ဒီနေ့လောလောဆယ်မက်ခရသားမယ် let's go ပြောလားမက်ခရဘာလာလောက်တာ7တရားကြီးပဲခုဘယ်နှခုလဲအတူတူပဲလေဒါခုသုံးလားတူတူပဲယူလိုက်တစ်ခုထောက်ဆွဲတော့ဒီကိမှာ okay picture ဟဲ့ယောမလီဒါခဝနာဘယ်ကဲဒါဆိုင် ဒီလိုအထုပ်လုံးပအောင်ပြလေဒါခဝနာဘယ်ကဲနည်းနည်းစားချင်တယ်ဒါမို့ကြည့်အောင်ပဲ option သမောလားဒီကတခြား option တည်းရှိအဲ့ပဲလားဒီတောင်မဲမ那是 OK 哈呗，切，ယူလိုက်မယ်မမီ OK ဟာပဲယူလိုက်မယ်မိမိ Let me help you လာရှင်းရတာအပန်းရအောင်အပန်းဆန်တန်းရောက်လို့ပေါ့နော်ဆန်ရောက်ရှင်းမှာတော်တော်အဆင်မပြေလို့အဲ့လိုအတိမိတ်ဆွေကိုလိုက်မေးတယ်ပေါ့နော်မေးတယ်သူတို့ညွှန်းတဲ့ဆန်လေးစားတယ်အဲ့တော့ဆိုရင်ဒါလေးစားပြတယ်ဒါလေးစားပြတယ်ဒါပေမဲ့အိမ်ကဆရာရဲ့ရှာဖွေတွေ့ရှိမှုပေါ့လေဒီမှာချစ်မိုင်မှာတော်တော်အဆင်ပြေတဲ့ဆန်ဆိုလို့ရှိရင်ဒီဆန်လေးအဆင်ပြေပါတယ်150ခေါ် Jasmine rice ဟုတ်တယ်ချက်ထိုင် Jasmine rice ချက်ထိုင်ဆို brand name Thai Jasmine rice အဲ့လေ good ဒီမှာပါဇက်နဲ့တွေ့တယ်ပေါ့လေတော်တော်အဆင်ပြေတယ်ကျန်တဲ့ဟာတွေအဲ့လိုချက်ထားပြီးမာဝါးလိုက်ပါချက်တယ်ဒါပေမဲ့စားကနေ15မိနစ်လောက်အလိုချက်ရင်တော့အကုန်လုံးအဆင်ပြေပါတယ်ဆိုတော့ဒါလေးက recommend ပါချေขอเก็บความเย็นนิดนึงลองไปลองได้เนอะเขาต้องไปนัชเปโลพวกกินทีก็มีด้วยกันใช่ไหมနေပါပါစားမယ်ပလေးကဘိတ်ကင်ပဲလားဒါလေးအတိုင်းတော့ပြီးတော့ပလေးOh, what is it? You live. Cleaning နေလောက်ပဲ cleaning ပစ္စည်းတွေလောက်ဝဲတာဒါပေမဲ့အတွဲလိုက်ဆိုတော့တစ်ခုချင်းစီရောင်းနေဆိုင်မှာတွားပါမယ်ဆရာကြီးကအိမ်ရွှေ့လို့ရှိရင် အိမ်ရွှေတွဲတွေဟာတလန်းနဲ့ပါလာအောင်ပဲပြီးဟိုအရောက်မှအစ်စ်ဝယ်လုံးပဲပေါ့အဲ့လိုပြောတာ ကိုရီကြတစ်နှစ်စာဆိုပြီးတော့မလို့အဲ့လိုရောင်းတာဟိုတစ်နှစ်စာပြီးတော့မနေ့က လူလားဘူးတိုင်းမတုံးဘူးပြောတာဒါမခုမှ for 2 year format ရှိတင်လားဒါလေအသေးဆုံးပစ္စည်းကိုတစ်ခုလည်းမရအောင်
အကြီးတွေတစ်ခုချင်းစီရောင်းတာ ကြီးဆိုတစ်ခုချိန်ရောက်ဒါပေမဲ့အသေးဆုံးပစ္စည်းဆိုအနည်းဆုံးတစ်ခုလည်းတော့မရအောင်နှစ်ခုသုံးခုတွဲပြီးတော့ ပိုးစေးပါစို့ အဲ့ဒါ ပြပါသေးရှင်းမှာမယ်ဘယ်တော့ပြောတာ အဲ့ဒီအဲ့ဟိုဟာလည်းမသိဘူး Mommy, which is flat? Yeah. You need some food.